Episode 4စွန့်ခံကြွခြင်းမြို့ရဲရွာတဲ့သို့စွန့်ခံကြွရာတွင်ပရိမန္တလတိတ်ခါဘုတ်သုပ္ပရိသနာတိတ်ခါဘုတ်တို့နှင့်အညီသင်္ကန်းဝတ်ယုံ၍ကြွရမည်စွန့်လူရှင်များရှိ၍ကျောင်းတွင်၌စွန့်ခံကြွရာတွင်ပုံမှန်သင်္ကန်းဝတ်ယုံနည်းဖြင့်တက်ရက်ညီညာစွာဝတ်ဆင်၍ကြွနိုင်သည်မိမိရှေ့၌ကြွသောတာမဏေခြေထောက်ကိုမနှင်းမိအောင်နောက်ကျောကိုမိမိတပိတ်ဖြင့်မထိခိုက်မိအောင်သတိပြု၍စွန့်ခံကြွရမည်မိမိတပိတ်ကိုသာကြည့်၍စွန့်ခံကြွရမည်ကြည်ကံကဲ့သို့ဟိုကြည့်ဒီကြည့်ကြည်ခြင်းမျိုးမပြုလုပ်ရအယုစုစာသောကမ္မထံကိုအာယုံပြု၍စွန့်ခံကြွရမည်စွန့်ကိုရိုသေလေးစားစွာခံယူရမည်လက်နှစ်ဖက်လုံးဖြင့်တပိတ်ကိုရိုသေစွာအလိုက်သင့်ကန်၍စွန့်ခံကြွရမည်